ခင်ဗျာအခုကြိတ်ကြည့်စမ်းပါလားခင်ဗျာရခိုင်ကိုပဲသွားပြီးအမုန်းကြိတ်ကြည့်အောင်ဘာတွေဖြစ်ကုန်လဲကျွန်တော်စဉ်းတော့မစဉ်းစားရဘူးရခိုင်တစ်ခုပဲခင်ဗျားတို့အမုန်းကြိတ်ကိုရခိုင်ကလည်းပြန်ဆော်မှာပဲရခိုင်စိတ်ဓာတ်ကျွန်တော်သိတယ်ကျွန်တော်ရခိုင်မှာနေခဲ့တာရခိုင်လူမျိုးတွေရဲ့စိတ်ဓာတ်ကျွန်တော်ကောင်းကောင်းသိဆုံးတော့ကြိတ်ကြည့်ပါလားဘာတွေဖြစ်ကုန်လဲဘူးလက်ကြီးရှိုးတိုက်တယ်နော်ခင်ဗျာအမုန်းကြိတ်မယ်အမုန်းကြိတ်အေးခင်ဗျားကိုယ်တိုင်ရခိုင်ကိုဥဆောင်ပြီးသွားအမုန်းကြိတ်မယ်ဆိုတမ ्या တော့မမြောက်ဘူးလေခင်ဗျာဘူးလက်ခင်ဗျာတမ ्या အမုန်းကြိတ်မယ်အမုန်းကြိတ်ခင်ဗျာမမြောက်ဘူးနဲ့ခင်ဗျာခေါ်อ่ะခင်ဗျာသားစီခင်ဗျာခေါ်ခင်ဗျာမိန်းမတွေခင်ဗျာသားသမီးတွေပါရခိုင်ကိုခေါ်อ่ะအမုန်းကြိတ်ဘူးနော်သွားအမုန်းကြိတ်ဘူးသွားခင်ဗျားမှာကားရှိတာပဲအဲ့မှာအမုန်းသက်ကြိတ်ခင်ဗျာအဲ့မှာခင်ဗျားဘာပြောခင်ဗျားဘာပြောလဲခင်ဗျား120ရှိတယ်ဟုတ်လားလက်နဲ့ကြီးတစ်ခါခင်ဗျားပြောဘူးလေနော်120ရှိတယ်လက်နဲ့ကြီးအဲ့လက်နဲ့ကြီးပါယူအောင်120မကလို့ဟုတ်လား220ပဲယူဟာလက်နဲ့ကြီးပါခင်ဗျားအမုန်းသက်ကြိတ်ခင်ဗျားတွေတော့ခင်ဗျားလက်ချောက်မမြောက်ပေးနဲ့အဲ့လိုအမုန်းကြိတ်ကြရင်တွေးကြောင်ရှိမှုကြီးဖြစ်ပြီးတော့လူတွေတန်းနဲ့နိုင်ငံရေးသမားဆိုတာတော်တော်ရေးကြည့်တာနော်ဆရာဝန်တယောက်မကောင်းရင်လူတယောက်ပဲသေပါနိုင်ငံရေးသမားတယောက်ရဲ့ဗစက်ကပြောမကောင်းဘူးပါတော့မှားသွားရင်တနိုင်ငံလုံးခင်ဗျာလူသားနဲ့ချီပြီးသေပါအဲ့နိုင်ငံရေးသမားဆိုတာတော်တော်စကားကိုကြည့်ပြောဘူးလက်ကြီးနော်ခင်ဗျာရဲ့အယူဆမျိုးဝင်သွားရင်အမုန်းကြိတ်တဲ့အယူဆဝင်သွားရင်စဉ်းတော့မစဉ်းစားရဘူးကျွန်တော်ဒါကြောင့်ခင်ဗျာကိုကျွန်တော်ပြောတယ်ခင်ဗျာကတော့ကြိတ်